ဒုတိယကမ္ဘာစစ်အတွင်းကမ္ဘာကမသိခဲ့တဲ့လျှို့ဝှက်သုတေသနစခန်းတစ်ခုရှိခဲ့ပါတယ်။အဲ့ဒီစခန်းကို Unit 931လို့ခေါ်ပါတယ်။နှစ်ပေါင်းများစွာဒီအဖွဲ့ရဲ့လှုပ်ဆောင်ချက်တွေကိုလျှို့ဝှက်ထားခဲ့ပြီးစစ်ပွဲပြီးနောက်မှာသာကမ္ဘာကသိရှိလာခဲ့ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ Unit 931ရဲ့အမှန်တရားကိုသမိုင်းအချက်လက်များရှင်းပြပေးသွားပါမယ်။ Unit 931ကိုဂျပန်စစ်တပ်ကဒုတိယကမ္ဘာစစ်အတွင်းသုတေသနရည်ရွယ်ချက်ဖြင့်တည်ထောင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာစစ်နိုင်ငံအများစုကဓာတုလက်နက်နဲ့ဇီဝလက်နက်များကိုစိတ်ဝင်စားနေကြပါတယ်။ဂျပန်နိုင်ငံကလည်းဒီနေပင်မှာနောက်ကျမနေခြင်းခဲ့ပါဘူး။ဒါကြောင့်လျှို့ဝှက်သုတေသနအဖွဲ့တစ်ခုကိုဖန်တီးခဲ့တာပါ။ Unit 931ရဲ့အဓိကစခန်းကိုတရုတ်နိုင်ငံဟာဘီမြို့အနီးတွင်တည်ဆောက်ခဲ့ပါတယ်။ဒီနေရာကိုရွေးချယ်ရတဲ့အကြောင်းရင်းမှာလျှို့ဝှက်ထားလို့လွယ်ကူသလိုစစ်တပ်ထိန်းချုပ်မှုအောက်မှာလေးရှိနေပြီးစမ်းသပ်မှုများပြုလုပ်ရန်အဆင်ပြေစေခဲ့ပါတယ်။အဲ့ဒီစခန်းမှာဓာတ်ဖွဲ့ခန်းများနဲ့စစ်ရေးထိန်းချုပ်မှုစနစ်များအပြည့်အစုံပါဝင်ခဲ့ပါတယ်။ Unit 931ရဲ့အဓိကရည်ရွယ်ချက်မှာဇီဝဗေဒဆိုင်ရာသုတေသနဖြစ်ပြီးယောဂပိုးများကိုလေ့လာခြင်းစစ်ရေးအသုံးချနိုင်မှုကိုစမ်းသပ်ခြင်းနဲ့ယောဂပြန့်ပွားမှုကိုလေ့လာခြင်းတို့ပါဝင်ပါတယ်။ဒီသုတေသနများကိုလူသားများအပေါ်စမ်းသပ်မှုများပြုလုပ်ခဲ့ပါတယ်။ယနေ့ခေတ်အမြင်အရလူသားအခွင့်အရေးကိုပြင်းထန်စွာချိုးဖောက်သည့်အဖြစ်အပျက်များသတ်မှတ်ခံထားရပါတယ်။ဒါကြောင့် Unit 931ဟာသမိုင်းထဲမှာအငြင်းပွားမှုအများဆုံးအဖွဲ့တစ်ခုဖြစ်လာခဲ့ပါတယ်။ဒီအကြောင်းအရာများကိုစစ်ပြီးနောက်မှသာပုံမသိရှိရလာခဲ့ပါတယ်။ဒီအချက်တွေက Unit 931ကိုသမိုင်းထဲမှာအမှောင်ပိုင်းတစ်ခုအဖြစ်သတ်မှတ်စေခဲ့ပါတယ်။စစ်ပြီးနောက်အချိန်တွင်ဂျပန်တွေက Unit 931လျှို့ဝှက်သတင်းများကိုဖုံးကွယ်ရန်အရေးကြီးသောစာရွက်စာတမ်းများကိုဖျက်ဆီးခဲ့ကြပါတယ်။ဒီလိုလုပ်ရခြင်းအကြောင်းရင်းကသူတို့ရဲ့လှုပ်ဆောင်ချက်များမဖော်ထုတ်ခံရစေရန်ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။သို့သောစာရွက်စာတမ်းအချို့နဲ့မျက်မြင်သက်သေများရဲ့သက်သေခံချက်ကြောင့်များအမှန်တရားအချို့ကိုစစ်ပွဲပြီးနောက်မှသာသတင်းအချက်အလက်များတဖြည်းဖြည်းပေါ်ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့ Unit 931ရဲ့အမှန်တရားကိုကမ္ဘာလုံးဆိုင်ရာသိရှိလာခဲ့ပါတယ်။ဒီအဖွဲ့ရဲ့လှုပ်ဆောင်ချက်များဟာနိုင်ငံတကာဥပဒေနဲ့လူအခွင့်အရေးအမြင်အရအလွန်အရေးကြီးသောသင်ခန်းစာတစ်ခုဖြစ်လာခဲ့ပါတယ်။စစ်ပွဲအတွင်းသိပ္ပံနည်းပညာကိုဘယ်လိုအသုံးပြုသလဲဆိုတာလူသားဘဝအပေါ်အလွန်ကြီးမားသောသက်ရောက်မှုရှိနိုင်ပါတယ်။ဒါကြောင့်သမိုင်းရဲ့အမှောင်ပိုင်းများကိုနားလည်ခြင်းဟာအနာဂတ်တွင်ထပ်မဖြစ်စေရန်သင်ခန်းစာတွေပေးနိုင်ပါ